တော်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကမြို့ကြီးတွေတာဝတိမြို့ရာဇဂိုမြို့အဲ့ဒီမြို့ကြီးတွေမှာတာဝတိမှာဆိုရင်အနာရပိန်တထေးရာဇဂိုမှာဆိုရင်စတိလာတို့ဇောတိကစတဲ့တထေးကြီးတွေရှိကြသလိုပဲကောတံဘီဆိုတဲ့မြို့ကြီးတစ်မြို့ရှိတယ်အဲ့ဒီမြို့ကြီးမှာလည်းတထေးကြီး၃ဦးရှိတယ်တထေးကြီး၃ဦးက1ဂောတကတထေး2ကုက္ကုတတထေး3ပါဝရိကတထေးဆိုပြီးတထေးကြီး၃ဦးရှိအဲ့ဒီကောတံဘီမြို့ဟာဟိမဝန္တာနဲ့မဏိမဝေဖြစ်တော့ဟိမဝန္တာတောအရက်မှာသူတော်ကောင်းအကျင့်ကိုကျင့်သုံးနေကြတဲ့ယသိ900မိုးဝင်ကန်နီးပြီးမိုးကြကန်နီးပြီးဆိုရင်တောထဲမှာအင်မတန်နေရထိုင်ရတာခက်ခဲတဲ့အတွက်တာကြောင့်မိုးတွင်4 လအဲ့ဒီကောတံဘီမြို့ကိုသွားနေကြတာသွားနေကြတဲ့အကြောင်းရင်းကလည်းကောတံဘီမြို့ကတထေး၃ဦးကရှင်ဘုရားတို့မိုးတွင်4 လတော့တပည့်တော်တို့နေတဲ့နေရာမှာလာနေပြပါတပည့်တော်တို့စွမ်းကွမ်းဝေယဝဆပြုစုလုပ်ကြွေးပါမယ်လျှောက်ထားတော့အဲ့ဒီကောတံဘီမှာယသိ900ကနှစ်စဉ်လာနေကြဒီလိုဖြစ်တရက်တော့ယသိ900တောထဲကနေဆင်းလာပြီးတော့ညောင်မင်းကြီးတပင်အောက်ရောက်တယ်ညောင်မင်းကြီးတပင်အောက်ရောက်တဲ့အခါခေါင်းဆောင်ယသိကဟာအခက်လက်တွေနဲ့ကောင်းလိုက်တဲ့ညောင်မင်းကြီးဟာဒီညောင်မင်းကြီးမှာတကိုးကြီးတဲ့ရုပ်ကစိုးနတ်ရှိလေပဲဒီလိုသုံးတတ်တယ်အဲကြောင့်ငါတို့တွေတနေ့မှာ12 လ8 လကတောထဲနေပြီးတော့4 လကကောတံဘီမြို့ကိုပြန်နေကြတာပါကွာတဲ့နတ်ကိုပြောတာအခုလိုပြန်လာတဲ့အခိုက်မှာမောလို့ပန်းလို့ဒီသစ်ပင်အောက်ခဏဝင်နားကြတာညောင်ပင်ဆောင်တတ်ရေတဲ့မောနေပန်းနေတဲ့တို့တွေကိုရေအေးလေးတောက်เสียပေးရင်ဘလောက်ကောင်းမလဲလို့ဒီလိုတွေးပြီးဒီလိုကြံလိုက်တော့တောက်ရည်တွေအသီးသီးအကုန်ရတယ်ဟာအဲ့ဒီမှာရသိတွေအံ့ဩသွားတယ်နောက်တစ်ခါဆက်ပြီးတော့တို့တွေချွေးတွေတန်တွေနဲ့မော့ပန်းနေတယ်ချိုးဖို့အတွက်ချိုးရည်လေးပါရရင်ဘလောက်ကောင်းမလဲလို့ဒီလိုပြောတော့ချိုးရည်ပါတခါရတယ်ရသိ900ရေချိုးကြရေချိုးပြီးပြန်တော့တခါဟာရေလဲချိုးလို့ပြီးပြီအမောဖြေနားနေတုံးလေးများစားစရာလေးရရင်ကောင်းပါပဲလို့ဒီလိုတွေးလိုက်တော့စားစရာလည်းပဲအဲ့ဒီနတ်ကပေးတာပဲဟာအဲ့ဒီမှာယသိ900အံ့ဩသွားတယ်အေးတို့တောင်းတိုင်းအကုန်ရပဲတကိုးကြည့်လိုက်တဲ့နတ်ကွာတကိုးကြည့်လိုက်တဲ့နတ်တို့တွေကိုစားစရာတောက်စရာအကုန်ပေးတယ်တို့ကြံတိုင်းလှုပ်ဆောင်ပေးတဲ့တကိုးကြည့်တဲ့နတ်ကိုမြင်ခွင့်ရရင်ဘလောက်ကောင်းမလဲလို့ဒီလိုတွေးလိုက်ကြံလိုက်တော့တခါနတ်ကတကိုးနဲ့ထင်ရှားပြပြန်တယ်တကိုးနဲ့ထင်ရှားပြလိုက်တဲ့အခါအဲ့ဒီမှာဘာလို့ကြတော့မေးလိုက်တော့ယသိတွေကမေးတယ်အသိနတ်မင်းတကိုးကြည့်လိုက်တာငါတို့တွေတောင်းတာတိုင်းငါတို့တွေရဲ့အလိုဆန္ဒအကုန်လုံးပြည့်ဝဖြည့်ဆည်းပေးနိုင်တယ်အဘယ်ကဲ့သို့သောကုသိုလ်ကောင်းမှုတွေပြုလာလို့ဤလောက်ကြီးတကိုးတွေကြီးနေတာလေလို့မေးလိုက်တော့အဲ့ဒီအဖြေကိုမဖြေပါရစေနဲ့တဲ့နတ်ကတောင်းပန်ရှာတယ်ခဏတိုင်းမရအောင်မေးနေတဲ့အတွက်တာကြောင့်နောက်ဆုံးနတ်ကဖြေရှာတယ်ဘာဖြစ်လို့လဲသူမဖြေချင်တာလဲမေးရှက်လွန်းလို့တဲ့လူဘဝနေလာရတာအကြာကြီးမှာကောင်းမှုလေးနည်းနည်းလေးပြုတ်ခဲ့ရတာရှက်လွန်းလို့အဲ့ဒါကြောင့်တပည့်တော်မပြောရတာအခုရှင်ဘုရားတို့ကမေးလာတော့တပည့်တော်ပြောရမှာပေါ့ဗျာဆိုတော့ကြိုင်ပြောပါကွာဘယ်ကဲ့သို့ကောင်းမှုပြုလာသလဲလို့မေးတော့တာဝတိပြည်အနာတပိန်တထေးအိမ်မှာအလုသမားတွေများစွာရှိတယ်ဥပုံနေတိုင်းဥပုဒ္ဓီလစောင့်တည်ကြတာကျင့်သုံးကြတာကိုသူကောင်းကောင်းမသိခဲ့တရက်တော့ဥပုံနေရောက်တဲ့အခါစပုမှုကမေးတယ်ခဏဥပုံနေနော်
ဥပုံမဆောင်မဲ့လူများရှိသေးလားအလုံးခါတိုင်းလိုပဲဥပုံဆောင်ကြမလားမေးလိုက်တော့ကျန်တဲ့လူတွေအားလုံးကအကုန်လုံးကခါတိုင်းပုံစံပဲပြန်ပြောစင်းရင်ကားလေးတယောက်လဲထွန်လုံကစားလေးတယောက်ကမပြောမိလိုက်တီလည်းမတီလို့နားလည်းနားမလဲလို့ तू မပြောမိလိုက်တာအဲ့ဒါနဲ့နွားကပြီးတောတဲ့ထွက်သွားတနေ့လုံးလှုပ်မနေ့6နာရီကနေလှုပ်တယ်ဆိုကြပါစို့နေ့လည်း12နာရီထိုးကန်နီးတော့ခဏနားမယ်ဆိုပြီးတော့အိမ်ပြန်လာတော့ထမင်းစားတဲ့နေရာရောက်တဲ့အခါခါတိုင်းဆိုရင်တော့လူသမားပေါင်းစုံအဲ့ဒီမှာထမင်းစားကြတယ်လူတွေအများကြီးအုံကြွကြွဟိုကဟင်းပေးပါအောင်ဒီကထမင်းပေးပါအောင်ဒီကထမင်းထဲပါဟိုကဟင်းထဲပါနဲ့ဟာဟင်းယူအောင်မလားထမင်းယူအောင်မလားနဲ့လိုက်တဲ့လူတွေကလိုက်ကျွေးတဲ့လူတွေကကျွေးစားတဲ့လူတွေကစားနေပျော်ပျော်ပါပါဒီလိုနေကြရတာဒီကနေ့တော့တယောက်တည်းဖြစ်အဲ့ဒီမှာလဲထုံးပြန်လာတဲ့အဲ့ဒီကောင်လေးကပြောတယ်ခါတိုင်းလူတွေအများကြီးဗျာခဏတယောက်တည်းဖြစ်နေဘလို့ကြောင်းဥပုံနေ့လေကွာကျန်တဲ့လူတွေဥပုံစောင့်ကြတော့စောစောစီစား12နာရီထိုးတော့သူတို့တွေဖြတ်ပြီးပေါ်တဲ့ဥပုသ်ဆောင်သုံးသားတဲ့ပုဂ္ဂိုလ်ကဝိကာလဘောဇနာဘယ်စားမလဲမစားတဲ့အတွက်ဒါကြောင့်နေမုံမလွဲမိမှာစောစောစီစီအလုံးစားလို့ပြီးသွားပြီခဏသူတို့အတွက်တနေ့တာအာဟာရဟာပြည့်စုံသွားပြီတဲ့ဥပုသ်စီလာဆောင်သုံးကြပြီပေါ့ဟာအဲ့ဒီတော့ဒီဥပုသ်ကတအိမ်လုံးစောင့်တာလားဟာတအိမ်လုံးကလေးတွေကစအကုန်စောင့်ဒါဆိုရင်ဗျာတဲ့ကျုပ်လဲစောင့်ကျင်လိုက်တာအဲ့ဒီဥပုသ်သီလခုချိန်မှာစောင့်လို့ရသေးလားလို့မေးအဲ့တော့တထေးကြီးမေးကွာဆိုတော့တထေးကြီးမေးတော့တထေးကြီးကရပါတယ်ကိုနိုင်စလောက်စောင့်လို့ရပါတယ်လို့ပြောတာလေအဲ့ဒါနေ့လေစာစားကန်ဒီမှာမစားတော့ဘဲနဲ့ခဏကျုပ်လို့ဥပုသ်စောင့်ပဲဗျာဆိုပြီးတော့ပါဇက်ကိုပလုတ်ကျင်းပြီးတော့ခရွန်းတန်တန်ရှင်းရှင်းနဲ့ဥပုသ်သီလခံယူပြီးတော့မှဥပုသ်ဆောင်သုံးတယ်မနေ့စားလည်းမစားရဘူးနေ့လေစားလည်းမစားဘူးညနေရောက်တဲ့ခါကျတော့ဝိကာလဘောဇနာသိက္ခာပုထိန်ထားတဲ့အတွက်ဒါကြောင့်ဘိုက်ကအလျန်းစားတယ်ဘာမှစားမထားတဲ့ဘိုက်ကပူးထူနေအောင်စားမှာပေါ့စားလွန်းတဲ့အတွက်ဒါကြောင့်အော်ပြီးတော့နေရတယ်အော်နေတဲ့အခါမှာအဲ့ဒီမှာနာတပင်တထေးကလာတယ်ဟဲ့တငယ်လေးရမ်းစားသလားစားရင်ဒါလေးစားဆိုသတုပတူလေးယူလာပြီးကျွေးတယ်တထေးကြီးရောဒါမျိုးစားသလားငါလည်းမစားဘူးဒီအိမ်မှာလှုပ်တဲ့လူတွေလည်းမစားဘူးကလေးတငယ်တွေကစပြီးတော့မစားကြဘူးတဲ့ဘာဖြစ်လို့မေဥပုသ်သီလစောင့်သိမ်းတာရဲ့နောက်ပြီးတော့မနေ့ကစားထားတဲ့အာဟာရပြည့်ပြည့်ဝဝရှိနေတာရဲ့အဲ့ဒါကြောင့်ငါတို့တွေဥပုသ်နေ့မှာမစားကြဘူးကွယ်လို့ဒီလိုပြောတော့ဟာတိန်လုံးမှာမစားဘဲနဲ့ကျုပ်တယောက်တည်းကထူးပြီးတော့စားမယ်ဆိုတော့မဖြစ်နိုင်ဘူးကြောက်ကြမို့ကျုပ်မစားဘူးဗျာဆိုပြီးတော့စတုမတူတော့မစားဘူးတဲ့အဲ့ဒါဘာလို့သူမေးလိုက်တော့မိမိရဲ့သီလကိုအသက်နဲ့လဲပြီးတော့ကာကွယ်စောင့်ရှောက်သွားတာမနဲ့မိုးလင်းတော့အဲ့ဒီကောင်လေးသေသွားရှာတယ်အဲ့ဒီဥပုသ်လေးနေ့တဝက်တင်စောင့်လိုက်တဲ့ကူးစုံနဲ့ဟောဒီညောင်မင်းဇောင်းနဲ့ကြီးလာဖြစ်တာဗျာတဲ့ဒီလိုပြောပြအဲ့ကြောင့်ရှင်ဘုရားတို့တွေမေးတာရှက်တာဆိုတာကတပည့်တော်အဲ့ဒါပြောတာလူဘဝမှာနှစ်ပေါင်းများစွာအကြာကြီးနေခဲ့ပါလေကနဲ့ဥပုသ်လေး10မိနစ်လောက်လေးနေ့တဝက်လေးတင်စောင့်ခဲ့ရတဲ့အတွက်ဒါကြောင့်ရှက်လွန်းလို့တပည့်တော်မဖြေရတာပါဗျာဟာအဲ့ဒီမှာယသိ900သဘောပေါက်သွားတာကဥပုသ်လေးနေ့တဝက်စောင့်တာတောင်ဒီလောက်အကျိုးကျေးဇူးကြီးတယ်တဲ့ပြည့်ပြည့်ဝဝများစောင့်ရင်ဘလောက်အကျိုးကျေးဇူးကြီးမလဲပေါ့ဒီလိုတွေတွေးကြတယ်အဲ့ဒါကြောင့်တရားချစ်ခင်သူတော်စင်များစဉ်းစားရမှာဥပုသ်သီလရဲ့အကျိုးဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောတယ်ကဘာကြီးထဲမှာရွှေတွေငွေတွေအပြည့်ထဲထားတနေ့တရက်တဏ္ဍနဲ့တနည်းပြောရင်တရက်လောက်စောင့်တဲ့ဥပုသ်သီလနဲ့ရှင်ရင်တရက်စောင့်တဲ့ဥပုသ်သီလကကဘာကြီးအပြည့်ထဲထားတဲ့ရွှေငွေထက်သားတယ်တဲ့ဒီလိုပြောသူတော်ကောင်းတို့တွေရှိထားတဲ့ရွှေငွေယရနာတွေသည်နိဗ္ဗာန်မပွေးနိုင်ပါဘူးရွှေငွေယရနာသည်နတ်ပြည်ဗြဟ္မပြည်ရောက်အောင်မပို့နိုင်ပါဘူးခဏသူတော်ကောင်းတွေစောင့်တည်ထားတဲ့၈ပါးသီလသည်နတ်ပြည်လည်းရောက်နိုင်တယ်နိဗ္ဗာန်လည်းရောက်နိုင်တယ်ဗြဟ္မပြည်လည်းရောက်နိုင်တယ်ငွေနဲ့ရွှေနဲ့ဝယ်လို့မရတဲ့နေရာကိုဒီသီလကပို့ဆောင်ပေးနိုင်တယ်